ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးတော့ပါအောင်လို့မေတ္တာရပ်ခံနေပါတယ်။တစ်သောဗီဒီယိုလေးတွေကိုကြည့်ရဖို့အတွက်ကျွန်တော်ရဲ့ YouTube channel က notification ကောင်းကောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်နော်။အားလုံးပဲမင်္ဂလာပါ။ဒီဗီဒီယိုလေးမှာတော့မိမိဖုန်းထဲကဘက်ထရီနဲ့ပတ်သက်ပြီးတော့သိထားတဲ့အရေးကြီးတဲ့အချက်နှစ်ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်။ဒီနည်းလေးကိုလုပ်ဖို့အတွက်ကျွန်တော်တို့ setting တွေကိုသွားပါမယ်။ setting တွေကိုကျွန်တော်တို့နှိပ်ဝင်လိုက်ပါ။ကျွန်တော် setting တွေကိုရောက်ပြီဆိုလို့ချင်းကျွန်တော်တို့မိဖုန်းထဲမှာရှိတဲ့ battery ဆိုတဲ့ဒီနေရာလေးကိုနှိပ်ပေးရပါမယ်။ battery ပုံစံနေရာလေးကိုနှိပ်ပေးရပါမယ်။ကျွန်တော်တို့နှိပ်ဝင်လိုက်ပါ။ဒီထက်နှိပ်ဝင်လိုက်ပြီဆိုလို့ချင်းကျွန်တော်တို့ဒီမှာသူ့ရဲ့ battery ရဲ့ဒီ system ပုံစံတွေပေါ်လာပါလိမ့်မယ်။အဲ့မှာကျွန်တော်တို့ဒီမှာဖုန်းကတော့နော်တယောက်ဒီတစ်လုံးနဲ့တော့မတူဘူးပေါ့နော်သူ system လေးတော့ပြောင်းသွားပါလိမ့်မယ်။ကျွန်တော်တို့ဒီ battery mode ဆိုတဲ့ဟာလေးတွေကိုနှိပ်ဝင်ပေးလိုက်ပါ။ကျွန်တော်ဒီ battery mode ဆိုတဲ့ဟာလေးကိုနှိပ်ဝင်ပေးလိုက်ပါဒီထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ပြောပြခြင်းနဲ့လူတိုင်းသိထားတဲ့ battery နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်နှစ်ချက်ကိုပြဒီထဲမှာရှိတဲ့ဒီအောက်ကနှစ်ချက်ပေါ့နော်ဒီနှစ်ချက်ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဒီနှစ်ချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဒီအပေါ်မှာရှိတဲ့power saving mode ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရင်ပြောပြပေးမှာဖြစ်ပါတယ်ဒီ power saving mode ကကျွန်တော်တို့ဒီလိုမျိုးဖွင့်ထားလိုက်တယ်ဆိုလို့ရှိရင်ဥပမာဒီ power saving mode ကိုဖွင့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘက်ထရီကအဝါရောင်ဖြစ်သွားပါလိမ့်မယ်ဟိုအပေါ်မှာဒီအဝါရောင်လေးဖြစ်သွားပါလိမ့်မယ်။အားကြောင့်အဝါရောင်ဖြစ်သွားတယ်ဆိုတော့ဒီလိုမျိုးဖွင့်လိုက်ခြင်းအပြင်ကျွန်တော်တို့ဒီဖုန်းကဘက်ထရီကပုံမှန်ထက်2ဆပိုပြီးတော့ခံသွားပါလိမ့်မယ်။ဘယ်လိုမျိုးချိန်ဒီမှာဖွင့်ရမလဲဆိုရင်ဒီကျွန်တော်တို့ဒီအလဲပတ်သွားတဲ့အခါဖြစ်ဖြစ်ကျွန်တော်တို့ဘယ်နေရာပေါ့ကျွန်တော်တို့ဘက်ထရီကြောင်းမပါသွားတာတို့အပညုံပါသွားတာတို့ကျွန်တော်တို့ချိန်ကြာကြီးနေရမယ့်အခါမျိုးမှာကျွန်တော်တို့ဒီလိုကိုဖွင့်ထားသင့်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဘက်ထရီဘယ်နေရာပဲရောက်ဘက်ထရီအားမရှိတော့ရင်ဘာမှလုပ်လို့အဆင်မပြေတော့လေကြောင့်မလို့ကျွန်တော်အနေကိုသွားတဲ့အခါမျိုးမှာဘက်ထရီကြောင်းပါသွားတဲ့အခါမျိုးမှာဖုန်းအားကိုပုံမှန်ထက်ပိုပြီးတော့2ဆပိုခံအောင်ဖွင့်ထားခြင်းတယ်ဆိုတော့ဒီ power saving mode လေးကိုကျွန်တော်တို့ဖွင့်ထားသင့်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီခလုတ်ကအမြဲတမ်းတော့ဖွင့်ထားလို့မရပါဘူးဘာဖြစ်လို့ဆိုတော့အမြဲတမ်းဖွင့်ထားလို့ရှိရင်ဖုန်းဘက်ထရီလည်းပျက်စီးသွားနိုင်ပါတယ်ချက်ချင်းတော့ကျွန်တော်တို့မပြတ်ဘူးပေါ့နော်ကျွန်တော်ခုနကကျွန်တော်ပြောသလိုအလဲပတ်သွားတဲ့အခါမျိုးမှာကျွန်တော်တို့ဘက်ထရီကြောင်းမပါတာတို့မီးမရှိတဲ့နေရာကိုရောက်တဲ့အခါမျိုးကျွန်တော်ဖုန်းဘက်ထရီနဲ့ကြာကြာသုံးရဖို့ရှိနေဆိုလို့ရှိရင်ဒီ power saving mode ကိုကျွန်တော်တို့ဖွင့်ထားသင့်ပါတယ်ဒါကတော့ပထမတစ်ချက်ပေါ့နော်ကျွန်တော်တို့အောက်မှာရှိတဲ့ဒီ super power saving mode ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ပြပြရအောင်မယ်ဒုတိယအချက်အနေနဲ့ဒီ super power saving mode ဆိုတဲ့အကြောင်းကတော့ကျွန်တော်တို့ဒီ super power saving mode ကိုဖွင့်လိုက်တာကျွန်တော်တို့ဒီမှာပေါ်နေရနော်အဲ့ခလုတ်လေးကိုဖွင့်လိုက်တာကျွန်တော်တို့ဒီမှာဒီများလေးဒီပုံစံလေးပေါ်လာပါတယ်အဲ့ခလုတ်ကိုဖွင့်လိုက်တာကျွန်တော်တို့ဖွင့်လိုက်တယ်ဆိုကျွန်တော်တို့ဒီကျန်တဲ့ဒီ software တွေကလုံးဝအလုံးမလုပ်တော့ဘူးဒီမှာပြထားတယ်ကျွန်တော်တို့ဒီဖုန်းပုံစံလေးဖုန်းကောပုံစံလေးနဲ့ကျွန်တော်တို့ဒီမှာ message ပုံစံလေးအဲ့ဒီဖုန်းခေါ်လို့ရမယ်စာရေးပို့လို့ရမယ်ကျွန်တော်တို့ဒီနည်းပဲလုပ်လို့ရမယ်တခြားဟာတွေကျွန်တော်လုပ်လို့မရပါဘူးဘာဖြစ်လို့လဲဆိုတော့သူကဒီဖုန်းအားက15မိနစ်15လောက်20လောက်အဲ့လိုမျိုးကျန်တဲ့ခါမျိုးမှာကျွန်တော်တို့ဒီခလုတ်ကိုဖွင့်ထားတင်ပါတယ်ဖုန်းအားမရှိတော့တဲ့အချိန်မှာခက်ခဲဖြစ်နေတဲ့အချိန်မှာကျွန်တော်ဒီခလုတ်ကိုဖွင့်ထားလို့ရှိရင်ကျွန်တော်တို့ဖုန်းခေါ်လို့ရမယ်ဖုန်းပြောလို့ရမယ်စာပို့လို့ရအောင်ဒီလိုမျိုးကျဉ်းကျက်တဲ့အခြေအနေတွေကိုရောက်လို့ရှိရင်ဒီခလုတ်ကိုဖွင့်ထားတင်ပါတယ်ခုနကအပေါ်ကအချက်ကတော့တမျိုးပါတော့ဒီအောက်ကဟာတော့ကျွန်တော်တို့အပေါ်ကချက်ကတော့ကျွန်တော် software လုပ်လို့ရတယ်အားလုံးသုံးလို့ရမယ်ဒီအောက်ကဟာတော့ဖုန်းအားကိုနည်းနည်းလေးကျန်တဲ့အချိန်မှာကြားလို့ရှိရင်ကျွန်တော်တို့ကိုကလည်း300ရှိသေးတယ်ဆိုလို့ရှိရင်ဒီစနစ်ကိုကျွန်တော်တို့ဖွင့်ထားပြီးတော့သုံးသင့်ပါတယ်ဒီသူကတော့ဒီနှစ်ခုပဲဝိုင်းပြတဲ့ဒီနှစ်ခုပဲအလုပ်လုပ်မှာဖြစ်ပါတယ်ကျွန်တော်ရောအလုပ်မလုပ်တော့ပါဘူးကျွန်တော်ဒီနည်းလေးကကျွန်တော်ပြောလို့ပဲဒီစာပို့လို့ရမယ်ဖုန်းခေါ်လို့ရမယ်ဒါပဲရမှာပါဒီနှစ်ချက်ကိုကျွန်တော်ပြပြပေးတာဖြစ်ပါတယ်အဲ့တော့မိမိကြိုက်နှစ်တရားအခြေအနေမျိုးမှာကြုံတွေ့ရင်ကျွန်တော်ဒီအချက်နှစ်ချက်ကိုသိထားလို့ရှိရင်ကျွန်တော်လုပ်လို့ရပါတယ်ကျွန်တော်ပြောလို့မျိုးဒီကိစ္စလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပြန်ထွက်လိုက်ပါမယ်ထွက်ပြီးမှကျွန်တော်တို့ဒီမှာရှိတဲ့ battery health ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါ battery health ဆိုတဲ့နေရာနှိပ်ဝင်ပေးလိုက်ပါမဟုတ်ခဏ sorry ပြီးဒီမှာရှိတဲ့ power saving setting ဆိုတဲ့ဟာလေးကိုနှိပ်ဝင်ပေးလိုက်ပါဒီနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါဒီထဲကိုရောက်လို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော် automatically under power saving mode ဆိုတာဆွမ်းကကျွန်တော်ပြောပြရတယ်ဒီ super power saving mode နဲ့သူသက်ဆိုင်နေပါတယ်။ဘာဖြစ်လို့ဆွမ်းကဒုတိယအချက်နဲ့သက်ဆိုင်နေလဲဆိုတော့ဒီဥစ္စာကကျွန်တော်တို့ automatically under power saving mode ဆိုတာကကျွန်တော်တို့ဒီခလုတ်ကိုကျွန်တော်တို့ဖွင့်ထားခ
ခါရဲဖွင့်ထားမယ်ဆိုလို့ညသူကဒီပဒီ15လောက်ရောက်ပြီဆိုတော့ auto သူကရှား software တွေကိုလုံးမလုံးပဲနဲ့ဖြတ်ချပေးတော့မှဖြစ်ပါတယ်မဖွင့်ထားဘူးဆိုရင်တော့ကျွန်တော်တို့ကို15လောက်ရောက်မယ်ဆိုလို့ရှိရင်ဒီထဲမှာလာဖွင့်ဒီခလုတ်ကိုလာဖွင့်ရအောင်မယ်ခုနကခလုတ်လေးလာဖွင့်ရအောင်မယ်ကျွန်တော်တို့ဒါလေးကိုတစ်ခါတည်းပဲဖွင့်ထားမယ်ဆိုရင်တော့သူကကိုကဟိုတင်15မိနစ်တော့လိုပါနဲ့15လောက်15ပဒီ15လောက်ကြာတယ်သူက auto ဖြတ်ချပေးမှာဖြစ်ပါတယ်ပြောချင်တဲ့အကြောင်းအရာတွေရောဒီဒါတွေပဲပေါ့နော်ကျွန်တော်တို့ဒီပဒီနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေကိုကျွန်တော်ညှောက်ဝေးပေးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်လည်းကျွန်တော်ဗီဒီယိုလေးတင်ပေးတော့အောင်ဗျ